အားလုံးပဲမင်္ဂလာပါခင်ဗျာယခုဖတ်ပြပေးမှာတော့ဆွဲလန်းဝိညာဉ်ဆိုတဲ့ပရာလောကဝိညာဉ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပစ္စည်းဥစ္စာဆွဲလန်းတက်မှတ်ခြင်းဆွေမျိုးသားချင်းကိုဆွဲလန်းတက်မှတ်ခြင်းဇနီးမယားသမီးသားကိုဆွဲလန်းတက်မှတ်ခြင်းမိမိကြောင့်မိမိအိမ်တို့ကိုဆွဲလန်းတက်မှတ်ခြင်းတိုင်းသည်နောင်တန်တရားအတွက်လည်းမကောင်းကောင်းတဲ့စိတ်နဲ့တည်ရင်နတ်ပြည်ရောက်မယ်မကောင်းတဲ့စိတ်နဲ့တည်ရင်အပေပုံရောက်မယ်တက်ရှိတက်မဲ့အရာဝတ္ထုတစ်ခုခုကိုဆွဲလန်းညှိတွယ်မိတဲ့အခါထိုအရာဝတ္ထုကိုရယူပိုင်ဆိုင်လိုမှုစိတ်ဆန္ဒကြီးစိုးနေရင်တည်သွားတဲ့အခါမှာပိဋ္ဌာဘဝရောက်နိုင်တယ်မိမိပိုင်ဆိုင်သောပစ္စည်းပေါ်တွေ့တာနှမျောပြီးဆွဲလန်းနေရင်လည်းမကျွတ်မလွတ်ပဲရှိနိုင်ပါတယ်သားဆွဲသမီးဆွဲလေဆွဲမယားဆွဲဥစ္စာဆွဲကြောင်းဆွဲအိမ်ဆွဲပြီးတည်ရင်လည်းမကျွတ်မလွတ်ပဲပိဋ္ဌာတစ်မျိုးမျိုးဖြစ်ရမယ်လို့ဖះရှင်ကဟောကြားထားပြီးသားပါယခုကျွန်တော်ရေးပြခြင်းသောအကြောင်းအရာကတရေဇလန်းထက်ခီးသွားမှတ်တမ်းဆိုသည်လည်းဟုတ်ပါတယ်ထိုခီးသွားပြီးဒုံလက်ဘတ်3ကြိမ်ဝစ်2ကြိမ်လွတ်ဖះဖူးသည့်9နှစ်တာ9កောက်အတွင်းဆက်ဆက်ကြုံခဲ့ရသောဦးစင်းကြီးဥတုမနာအကြောင်းကိုရေးပြခြင်းဖြစ်ပါတယ်နောက်ဆုံးနေ့ကျတော့ရဟန်းအဖြစ်နဲ့ဆုံတွေ့ခြင်းမဟုတ်တော့ပဲမမြင်ရတော့မကျွတ်မလွတ်သေးသောပရာလောကနေအတွင်းကတအူးအဖြစ်နဲ့ဆုံတွေ့ခဲ့ရတော့တယ်အကြောင်းရင်းကတော့မိမိအနားမှာရှိတဲ့ပစ္စည်းအချို့နဲ့မိမိမပိုင်မှာပဲနေထိုင်ခွင့်ရခဲ့တဲ့အကြောင်းကိုတွေ့တာနေခြင်းဟုအထင်ရရှိပါတယ်ဘာပဲဖြစ်ဖြစ်ပြန်လုံတော်မူပြီးပြီမဲ့ကျောင်းဝင်းကြီးကမခွာနိုင်တော့ဦးစင်းကြီးဥတုမနာဆွဲလန်းမှုနဲ့ကင်းဝေးနိုင်ပါစေဖေအမလေးကြောက်ရင်မျက်လုံးမိတ်ထားဘေးဘီမကြည့်နဲ့ကင်းမစကတ်မှနေ၍တောင်တဲ့ကားများကမွေလင်မွေကောက်တောင်စင်းတောင်တဲ့လမ်းအတိုင်းကျွမ်းကျင်စွာပေါင်းနေတယ်လမ်းကတလမ်းပေါင်းဖြစ်သည်ဖြင့်အစင်းနေအတက်တို့ကို10မိနစ်စကန်ရသေးတောင်စကန်တို့မှာအတက်ကားကိုဦးစားပေးဆောင်ပြီးမောင်းနေကြတယ်အတက်ကားများ10မိနစ်စကန်ကျော်သွားမှရက်ဆောင်နေသောအစင်းကားများကင်မွန်းစကန်သို့ဆင်းကြတယ်ကျွန်တော်တို့အဖွဲ့ကဗကြီးဆရာရုပ်ပြဆရာဇန်ညူရေးဆရာများစုပေါင်းဒေါ်လာပဲရဟန်းခံရရသေးတောင်သို့ထွက်လာကြခြင်းဖြစ်တယ်ပထမနေ့အနေနဲ့ရဟန်းကိုပါဒေါ်လာပဲဝေးရရည်ရွယ်ရေးလာခြင်းဖြစ်တယ်အချို့ကအိမ်သူတထားများပါကြသလိုအချို့ကလည်းတအူးလေးလာကြတယ်ကျွန်တော်ပါဝင်ကိုဝင်းဖေအဖျောက်ကိုထေးအောင်တမင်းချူလိုက်ကိုစိုးနေထူးခဲတို့ကတအူးတဲ့သမားများဖြစ်တယ်ကိုစိုးနေဦးကာတွန်းစိုးနေဦးကိုမျိုးဝင်းပကြီးလူမောကိုတုခစိတ်ရအက်ကကိုဇော်မိုးထက်အောင်ဆိုင်ကိုကြည်စိုးစလုံးအိမ်သူတထစီနီးများနဲ့အတူဖျားဖူးမဲ့ဆွေမျိုးများလည်းပါကြသေးတယ်ရဟန်းကန်တိမ်စင်းလောင်းရနဲ့ကြိုက်ထီးကိုဖျားဖူးရလိုက်လာကြခြင်းဖြစ်တယ်မကြခင်မှာကျွန်တော်တို့အဖွဲ့သားများစီးလာသောကားကရသေးတောင်ချီကားရဲ့စခန်းမှာရပ်လိုက်တယ်ရသေးတောင်မို့သို့စားကြထည့်ထားတဲ့အိမ်များဆန်အိမ်များလက်ဆွဲအိမ်များကြောင့်ခြေလင်မတက်နိုင်သဖြင့်ကားစီးလုံး1000နဲ့ငှားကရသေးတောင်မို့သို့တက်ခဲ့ကြတယ်တောင်မို့သို့9နာရီခွဲမှရောက်ခဲ့တယ်ရသေးတောင်ဓမ္မဒုက္ခကြောင်းကိုတော်ဦးကောဝိဒါကရန်ကုန်မှလာမဲ့တကားတကမာများစားရန်တီးတုံပဲကလာဟင်းကိုဦးစင်းဤမွေးသားသမီးမိဆန်းအေးရချက်ခိုင်းထားစီတယ်ရောက်ချင်းဧည့်သည်များကထမင်းတအိုးကိုအမြန်ချက်ကြတယ်ည9နာရီမှာညစာကိုမြင်းဆက်သွားစားသုံးကြတယ်ဖျားဘူးဖွယ်များပါလာတော့ငန်းပြားရီကျက်ငချောက်ကျော်နဲ့တီးစုံပဲကလာဟင်းအလွန်လိုက်ဖယ်လာတယ်ကျွန်တော်တို့လည်းစာနဲ့ခေါင်းမပေါ်တန်းစားလိုက်ကြတော့တယ်ဥကောဝိဒဟာတပည့်တကာအားလုံးကဥကောဟုသာခေါ်ကြတယ်ထိုညကဥကောဤဓမ္မဒုက္ခကျောင်းမှာအားလုံးစုပေါင်းအိတ်ကြတယ်
ယောက်ျားလေးများကခေါင်းရင်းဘက်မှာအိတ်တယ်အမျိုးသမီးများကခြေရင်းဘက်မှာအိတ်ကြရတယ်နောက်နေ့စောစောထပြီးဦးကောအားအာယုံဆုံးကပ်ပြီးဧည့်သည်များအားလုံးထမင်းကြော်စားကြတယ်အားလုံးသိသိပြီးတော့ဧည့်သည်များအားလုံးကြက်ထီးရိုးတောင်သို့ဖျားဖူးရန်မနေ့9 နာရီရသေးတောင်အောက်သို့ဆင်းကြတယ်အမျိုးသမီးများကလေးများအသက်ကြီးသူများဒုံလပတ်ဝင်းမဲ့သူများလေကလေး900နီးပါးများရှိသောရသေးတောင်ပေါ်မှာတောင်အောက်သို့ဆင်းနေကြပြီအားလုံးထဲမှာကိုဝင်းဖေကရသေးတောင်၏မတ်ဆောက်လာသောလေကလေးဘေးမှကြောင်များကိုမကြည့်ရဟုဆိုသည်ဖြင့်ကျွန်တော်ကသူ့ကိုတွဲပြီးတောင်အောက်သို့ဆင်းခဲ့ရတယ်တောင်ချေရောက်တော့အလဲဆောင်နေတဲ့အထမ်းသမားများကိုတွေ့ရတယ်အသက်ကြီးသူများနိုင်ငံသားများကအထမ်းနဲ့တက်ကြတယ်ငါသည်ဆိုကအသွားအပြန်ခံမှာကတပေါင်းနဲ့ရှင်းရတယ်ပြန်မဲ့အချိန်အစ်စ်လာဆောင်ပြီးတယ်ကျွန်တော်တို့အဖွဲ့ကတော့တပြောတော်ပါချိန်လင်တက်ကြတယ်အတက်နဲ့အစင်းလူများဖြင့်လမ်းပြေနေအထမ်းသမားများကိုသတိထားပြီးရှောင်ပြေးနေရတယ်သူတို့ကစီးချက်ညီညီလူ4ယောက်အမြန်ဆင်းအမြန်တက်ထမ်းဖို့နေကြတယ်လမ်းမီးဆိုင်များကလည်းမုံလက်ဆောင်မုံရင်းကအကျော်ဆုံးဝါတောင်ဝေးများကိုဖျားဖူးလာသူများအဟိရောင်းချနေတယ်တနအီနီးပါးမြတ်နားလိုက်တက်လိုက်နဲ့ရသေးတောင်စခန်းမှတောင်မကြီးလမ်းစုံသို့ရောက်ကြတယ်ထိုနှစ်ကရသေးတောင်စခန်းမှတောင်မကြီးပေါ်သို့ကားလမ်းဖောက်တုံးဖြစ်တယ်ဖျားပေါ်ရောက်တော့အေးစစ်စစ်ဖျားဖူးကြတယ်ဖုံးကင်မရာများနဲ့အေးစစ်စစ်ဓာတ်ပုံရိုက်ကြတယ်ဖုံးပါသူများရန်ကုန်သို့လုံးဝဆက်ရွေးမရကြက်ထီးရိုးတာဝါတဲ့အောက်ရောက်နေသဖြင့်ဖုံးလိုက်မမိကျွန်တော်တို့ထဲမှာကိုစော်မိုးရဲ့ဖုံးတစ်လုံးသာရန်ကုန်သို့ဆက်သွယ်ရတယ်။ထို့ကြောင့်တစ်ဖွဲ့လုံးကိုစော်မိုး၏ဖုံးတစ်လုံးတည်းကိုသာအားကိုးနေရတယ်။လိုက်မသိသောကိုကြီးစိုးကရန်ကုန်မှာကြံနေခဲ့သောမြေးနေသမီးမိသားစုကိုဖုံးမကြခဏဆက်သလိုရန်ကုန်ကလည်းမကြခဏဆက်ခိုင်းတယ်။ဖိုးဖိုးစီကိုဖုံးဆက်မယ်ဆိုဖိုးဖိုးည7 နာရီထိမအိပ်သေးဘူး။မြေလီဖုံးဆက်နော်။ဒီလူလောက်တာနဲ့ဒီညအိပ်ရမယ်ကိမမြင်ဘူးဟုပြောရသည်အထိပဲတောင်ပေါ်မှနေ၍ကြီးကမ်းပသက်ဘက်သို့ဆင်းခဲ့ကြတယ်ထုံမှပြန်တက်လာတယ်မိုးစိုးတောင်လမ်းမှာထမင်းဆိုင်များရှိရဘက်သို့ထွက်ခဲ့ကြတယ်မနေ့စာထမင်းကိုလူတို့မြစ်တာထမင်းဆိုင်မှာအဝစား1500နဲ့စားကြတယ်နေ့တနာရီခန့်တောင်ပေါ်မှပြန်ဆင်းလာကြတယ်ရသေးတောင်ပေါ်သို့3 နာရီခန့်ပြန်ရောက်ကြတယ်ညနေပိုင်းရသေးတောင်ကျောင်းနိုင်ဆရာတော်ဦးစံဒီမာအားဒေါ်လာပိုင်းရဟန်းဝေးခွေပြုပါမိအကြောင်းကိုစိုးနေဦးကတွားရခွင့်မှလျှောက်ထားလွှတ်လိုက်တယ်ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ထိုညနေ4 နာရီရောက်မှကိုရင်ဝေးဖြစ်ကြတယ်9 နာရီမှတိမ်တက်ကြတယ်တိမ်စင်းရဟန်း15ပါးအားဆရာတော်ဦးစိန်ဒီမာကဥဆောင်ပြီးတော့တိမ်မအထွတ်ရသေးတောင်ပေါ်ဈေးဆိုင်များမှလည်းရန်ကုန်မှတကားများနဲ့အတူတိမ်စင်းလောင်းလူကြတယ်နောက်ရက်တွင်ဆရာတော်ဦးစံနီမှာအပါအဝင်ရသေးတောင်မရှိရဟန်းတန်ဃာများအားနေသုံးဆက်ကလှူဒန်းကြတယ်နေ့2 နာရီခန့်ဒေါ်လပတ်ရဟန်းများနှင့်လိုက်ပါလာကြသောရန်ကုန်မှတကားမများစွန်တောင်စင်းညံတောင်မြသိန်းတောင်သို့ဖျားဖူးထွက်ကြတယ်စွန်တောင်ဖြစ်လာပုံကိုဦးကောကပြောပြတယ်ရသေးတောင်သာသနာပြုအိဆာတရားရသေးကြီးရသေးတောင်မှစင်းညံလျှောက်ရင်စွန်များနေသောတောင်သို့ရောက်တယ်ထိုမှအပြန်နေဘူးလုံးသဖြင့်ရသေးကြီးအပြန်လမ်းတစ်လျှောက်စွန်ကြီးများကရသေးကြီးနေဘူးတံမခံရအောင်လိုက်၍မိုးပေးခြင်းဖြင့်စွန်တောင်ဟုအမိတွင်ချင်းပြောပြတယ်မြသိန်းတောင်ကအတွင်းမြသိန်းအပြင်မြသိန်းဟု၍ရှိတယ်ကျော်အောင်စံထားဆရာတော်ကြီးရေးသားခဲ့သောကြက်ထီးရိုးအဋိဌာန်အကြောင်းစာအုပ်၌မြသိန်းဖျားတိုက်အကြောင်းရေးပြထားပါတယ်ရွှေနန်းညင်တိုက်ဆောက်ဖြစ်စဉ်ဘဝကမြသိန်းဖျားတိုက်မှာဥစ္စာဆောင်ခဲ့သည်ဟုဆိုပါတယ်တိုက်ကြီးကမြတန္နာတိုက်စီးတိုက်ဆောက်ရန်ပြီးတော့2000ခန့်ရှိကြောင်းရွှေနန်းကျင်ကနာဂဆန္ဒဒေဝီအမတော်ကနာဂသူဇာဒေဝီအမည်နဲ့ဥစ္စာဆောင်ခဲ့ရကြောင်းသိလိုက်ရတယ်ထို့နောက်ကျော်အောင်ဆန္ဒဆရာတော်ကြီးတရားများနာကြရသဖြင့်
ဩဇာသောဘဝမှဘုံမာဒီဝနတ်များအဖြစ်အဆင့်တက်ခါယနေ့ထက်တိုင်ကြက်တီယိုသာသနာပြုအတို့ရှိအောင်စောင့်ရှောက်နေကြကြောင်းသိရတယ်။အပြန်မြန်သေးတောင်မှဆင်းခဲ့ပြီးဘလူးချောင်းဝင်၍ဆရာတော်ကိုဖူးကဝိထုငွေဆက်ကလှူဒန်းကြတယ်။ထိုနေ့ညနေ4 နာရီခွဲကျောင်းသို့ပြန်ရောက်ပြီးခဏနားကရီချိုးကြတယ်။ည9 နာရီကျော်တော့ဦးစင်း9 ပါးကဦးစင်းသူမနာကျောင်း၌ပြောင်းဝင်ကြရန်တိုင်ပင်၍ဆောင်များကောင်းများယူကြတယ်။ဦးစင်းကြီးစိုးဦးစင်းမျိုးဝင်းတို့၏ဒကမာများကဦးစင်းသူမနာကျောင်းမှာလိုက်၍မအိတ်ခိုင်းဦးစင်းတစ်ပါးကလည်းဒကမာများစကားနားထောင်တယ်။ဦးစင်းကြီးစိုးကပိန်ပိန်ပါပါရဟန်းမဝေးခင်ကအရက်နဲ့ဆေးလိမ်မပြတ်တဲ့ဖြစ်တောင်ယုံတောင်ဆင်းတောင်တဲ့များပင်ကြိုးစားအားစိုက်တက်ရတယ်။တဏှာရောက်၍နားလင်းအမောဟိုက်နေတတ်တယ်။ထို့ကြောင့်ဇနီးဖြစ်သူကသူဝိနာကမခွာအမြဲဂယုစိုက်နေရတယ်။အမြဲတွဲခေါ်နေရတယ်။ဇနီးဖြစ်သူကထိုကဲ့သို့ဂယုစိုက်လေးသူကပိုးပြီးနှွဲပြလေ။ရဟန်းဝိတော့တောင်ဝေးအားကိုရတော့တယ်။ရဟန်းမဝေးခင်ကတကယ်ချင်းများကသူတို့အတွက်ကိုဦးလေးကြီးနဲ့တူမလေးအတွက်ဟုအမိပေးကြတယ်။ဦးမျိုးဝင်းတို့ဇုံတွေကတော့ထိုးသုံးမဟုတ်တောင်စင်းတောင်တဲ့အများနည်းတူသွားနိုင်တယ်ရှောက်နိုင်တယ်ဒါပေမဲ့သူတို့လင်မယားမစုံလိုက်နဲ့စုံလိုက်သည်နဲ့တကြက်ကြက်ဖြစ်ပုံကကိုမျိုးဝင်းကဗဇက်အငြိမ်မနေဇနီးဖြစ်သူအစအနောက်မခံချင်မှန်းသိ၍မထိတထိပြောတယ်ထိုအခါအော်ကြဟစ်ကြစကားများကြတယ်ခဏနေပြန်တဲ့ကြကိုစောမိုးကသူတို့အတွက်ကိုမောင်လေးမမအတွဲဟုနာမည်ပေးတယ်ကိုရမာရောရှိမှာပါစကြပြောင်ကြတယ်ကိုမျိုးဝင်းကပုံမှန်ခန္ဓာကိုယ်အချိုးစားရှိတယ်ဇနီးကခက်ဝဝခန္ဓာကိုယ်အချိုးစားကြောင့်မောင်လေးနဲ့မမဟုအမိပေးခြင်းဖြစ်တယ်ဦးစီးဖြစ်ရောက်တော့လဲဓမ္မဒုက္ခအကြောင်းမှပြီးအိတ်ဆက်ကြသလိုဦးကောအားအနိကခြေစုပ်လက်နဲ့ပြုကြတယ်ခြေတော်များကိုဆေးလေးပြီးနှိမ့်နေပေးတယ်ထိုအချိန်ဦးကောကပါးတစ်ဖက်လေဖြတ်ခြင်းတလို့ဖြစ်နေ၍ညစဉ်စေတိုးစီးစားနေရတယ်ရတိတောင်ကြီးရှိကျမ်းမာရေးစိတ်ကမှတာဝန်မှုဆရာမလေးကညစဉ်9 နာရီထိုးလင်ရောက်လာပြီးစေကုသပေးတယ်ဆရာမလေးရဲ့ဂယုတစိုက်ကုသပေးမှုကြောင့်ဖြစ်ကစားအထက်အတော်လေးတက်တာလာတယ်လို့သိရတယ်ဦးစင်းကြီးသူမနာကအသက်80ရှိနေပြီဖြစ်တယ်ကျောင်းမော်က24လက်မှတီဝင်နဲ့အောက်ဆက်တစ်လုံးရှိနေသဖြင့်ဦးစင်းများဝမ်းသာသွားတယ်ဒေါ်လာပန်ရဟန်းဝင်များဖြစ်နေသဖြင့်စိတ်ကလူစိတ်မျိုးမပြောက်ချင်းတီဗီတွေ့တဲ့နေ့ပရီးမီးယားဘောလုံးပဲကြည့်ရတော့မည်ဟုအတွေးနဲ့အားလုံးဝမ်းသာနေကြတယ်ကျွန်တော်တို့အုပ်စုစိုးသားကျောင်းပေါ်မှာလာအိမ်မန်ဦးစင်းကြီးတည်သွားတဲ့နေ့မကြခင်မှာပဲဇာတိပြပါတော့တယ်တီဗီအင်တာနာကောင်းလာဖြုတ်သွားသလိုအောက်ဆက်နဲ့တီဗီ join ထားသောကျိုးကိုဖြုတ်ယူသွားတယ်ဘောလုံးပဲကြည့်မဲ့အကြံလည်းပြတ်သွားရတယ်စွန်းသားသပွဲအနီးမှာရှိတဲ့ဓာတ်ဘူးနှလုံးကိုလည်းပြန်သိမ်းယူသွားတယ်ထိုအပြုမှုများကိုမြင်ပြီးအားလုံးကဦးစင်းကြီးသူမနာသူပစ္စည်းများကင်တီကိုမကြိုက်ကြောင်းသိလိုက်တယ်နောက်နေ့နေသုံးစားပြီးနောက်ဒေါ်လာပန်ရဟန်းများနဲ့ဒကာဒကမာများဝိဇာတောင်စမတောင်တို့ဖျားဘူးထွက်ခဲ့ကြတယ်မြာသိန်းတောင်လုံးသည်နေ့တောင်မျိုးတောင်တို့ရောက်ခဲ့တယ်မိုးရွာသွန်းမှုများကြောင့်တောင်နယ်ရန်ပြူကြကတောင်ချေရှိကရင်ရွာအချို့ကြောက်တုံးများပြီး၍အသက်ဆုံးရှုံးခဲ့ရတယ်ထို့နောက်မှစ၍တောင်မျိုးတောင်ဟုအမည်တွင်ခဲ့တယ်ထိုတောင်မျိုးတောင်မှစ၍ခက်ခက်ဆင်းကြရတယ်နိုင်ဝဲနေပါစီးခဲ့ရပြီးစမတောင်တို့တိတ်ကြရတယ်တောင်ကြီးကရသေးတောင်ကဲ့သို့ပင်မတ်ဆောက်လှတယ်ရသေးတောင်ကဲ့သို့ကြောက်လေကလေးမရှိလမ်းညမ်းဖြစ်တယ်ကြောက်တုံးကြောက်ခင်းများကိုခြေကန်အားယူ၍တက်ကြရတယ်နားလိုက်တဲ့လိုက်နဲ့45မိနစ်ခန့်အမောဆုံးမတက်မှစမတောင်မုတ်ဝသို့ရောက်တယ်မုတ်ဝလေကလေးများကိုမြင်လိုက်ရတော့အမောထက်ဆိုရပြန်တယ်သို့တော်လဲတောင်ပေါ်မှရွှေရောင်ဝင်းဝင်းစီရီတော်များအားဖိုးမြင့်လိုသောသရာစိတ်ကြောင့်လေကလေးများကိုအန်တူပြီးကုန်းတော်ပေါ်သို့တက်လိုက်ကြတယ်စမတောင်မှဖျားရိပ်တစ်ပင်ရိပ်မှာနိုင်ဝက်ခနားနားနေဖျားများဖူးကြတယ်စမတောင်မှနေ၍ဝိဇ္ဇာတောင်သို့ဆက်ပြီးသွားကြတယ်ခက်ပြီး15မိနစ်ခန့်ရှောက်လိုက်တဲ့နေ့ဝိဇ္ဇာတောင်သို့ရောက်တယ်ဖျားသေးတီများစွာလှက်ပတ်ဖူးပြီးဝိဇ္ဇာတောင်ဆရာတော်ကျောင်းပေါ်တက်ပြီးဆရာတော်ကိုဖူးကြတယ်ဆရာတော်ကကရင်လူမျိုးဖြစ်တယ်မွေစိတ်ကူရအလွန်စေးသွမ်းကြောင်းနာမည်ကြီးလာတယ်ထိုဆရာတော်ကိုဖူးပြီး
ဝိထုငွေဆက်ကလူတန်းကတောင်ပေါ်မှပြန်ဆင်းလာကြတယ်ထိုဖျားဖူးစဉ်ကဦးစင်းကြီးထေးအောင်ကချွေးထွက်လွန်းလာ၍အေဂီတီတင်ကပ်ပတ်တိုင်းပြီးတောင်ဝေးတစ်ချောင်းနှင့်ဗိုက်ကြီးရှိပြီးရှောက်နေရတက္ကတုံးကိုတော်ကြီးဟုအမိပေးလိုက်သည်ဖြင့်ထိုအချိန်မှစ၍တက္ကတုံးဟုအမိတွင်ခဲ့တယ်ထိုဖျားခီးစဉ်မှာဦးစင်းဝင်းဖေကမလိုက်ဝေလာဝါလာကိုတော်တွေနဲ့ရှောက်သွားနေရင်အာဘတ်တင်နိုင်နေဆိုပြီးကြောင်းမှနေခဲ့တယ်တို့ဖြင့်ကြက်ထီအိုးတောင်ကိုဖျားမဲ့လှက်ပတ်ဖူးရင်9ရက်ပြည့်ခဲ့တယ်6ရက်မြောက်နေ့မနေ့အောင်သွန်းစားပြီးတဲ့နေ့ဦးစင်းများကိုတင်ကန်းယုံကျင့်ခိုင်းတယ်နနေ့9နာရီမှာကြက်ထီအိုးတောင်နဲ့ရသေးတောင်လမ်းခွဲအထိဆုံးကထွက်ရမည်ဟုဆိုပါတယ်ဦးကောကဦးစင်းကြီးသူမနာအားရှေ့ပြေးအနေနဲ့ဒေါ်လဘရဟန်းများဥဆောင်ဆုံးခံစီပါတယ်ရဟန်းကိုပါလဲရသေးတောင်ချင်းမှနေ၍ဦးစင်းကြီးသူမနာအားရှေ့မှထားပြီးစီတန်းဆုံးကထွက်ခဲ့ကြတယ်ဖျားဘူးများလှူသောဝိထုချုံနှင့်စွန်းကိုတပိတ်အပြည့်ရကြတယ်ဆိုရင်ကတော့တပားနှစ်ပါးသာရကြတယ်ဖျားစီတန်းများကဈေးရောင်းရမရောင်းရတန်ဃာတော်မြတ်ကြွလာရင်စွန်းကိုတော့နိုင်သူ၍ကတ်လူကြတယ်ရသေးတောင်မတက်တော့စွန်းများကတပိတ်အပြည့်ရသေးတောင်တဲ့လေကလေးများအပေါ်သင်္ကန်းမနိုင်တပိတ်မနိုင်ဘိုးဒီဘက်ဒီကြည့်မကောင်းမြင်မကောင်းစွာပြန်တက်လာကြတယ်စိုးကန်ရန်ဒုတိယနေ့ရဟန်းအဖြစ်9ရက်မြောက်နေ့ဦးစင်းကြီးသူမနာပင်ရှေ့ကဥဆောင်ပြီးဆုံးကထွက်ကြပြန်တယ်ကျောင်းပြန်ရောက်တော့ညနေပိုင်းတိတ်ခါချကြတယ်ညဘက်မှာလှူဒန်းသမျှဆရာတော်ကိုလှူခြင်းဥကောကိုလှူခြင်းစွန်းလူခြင်းဖျားစီရီပထုံးများမှာဝိထုငွေလှူခြင်းရွှေသင်္ကန်းကတ်လှူခြင်းအလူဒါနအစုစုတို့ကိုဦးစင်းကြီးဥကောရှေ့မောက်တွင်ရေသေးချအမျှဝေလိုက်ပါတယ်နောက်နေ့ဥကောဟာအာရုံဆုံးကပ်ပြီးကျောင်းပေါ်မှာတောင်ချီသို့ဆင်းခဲ့ကြပါတယ်နေ့7 နာရီဝင်းမှန်လုံရင်ဖြင့်ရန်ကုန်သို့ပြန်ခဲ့ကြတယ်ဒုတိယနေ့မက်လာသို့ရောက်ခဲ့ပြီးထိုနှစ်မှာတန်ဃာ17ပါးဒေါ်လဘဝိဖြစ်တယ်ကိုဝင်းဖေကထိုနှစ်ကစပြီးမပါဖြစ်တော့စီမံကိန်းရက်ွက်မှတန်ကိုထေးအောင်တက်ကြကြီးသိန်းအောင်ကြောက်ပတောင်းသိန်းဆောင်တို့လိုက်ဖြစ်ကြတယ်ထိုနှစ်မှာထူးခြားမှုကရသေးတောင်စကမ်းမှနေပြီးကြက်ထီအိုးတောင်ပေါ်အထိကားလမ်းပေါက်သွားခဲ့ပြီဖြစ်တယ်ကင်မွန်စကမ်းမှာတောင်ပေါ်အထိဓာတ်ရိုက်တက်သူများလာတယ်အထံသမားများထက်ဝက်ခတ်ရောသွားသလိုဈေးတိုင်များလည်းထက်ဝက်ခတ်ပိတ်သွားပြီဒေါ်လာပဲရဟန်းများဖြစ်သွားသည်နှင့်ဦးစင်းကြီးသူမနာ၏ဆွမ်းသားကျောင်းမှာညရန်စီတင်ကြတယ်ဒီချိန်တော့ဦးစင်းတွေကပါသွားပြီဦးကောကျောင်းမှာဦးစင်းသူမနာကျောင်းသို့မကူးပြီတပားကို900ကျာကောက်လိုက်တယ်ဦးစင်းကြည်စိုးနဲ့ဦးစင်းမျိုးဝင်းတို့နှစ်ပါးကလိုက်မေးပြီးမဲ့ထုံးစံအတိုင်းကောက်လိုက်တယ်စွန်းသားကျောင်းပေါ်တက်သည်နှင့်ဦးစင်းကြီးဦးသူမနာအားဦးစင်းစိုးနေဦးနှင့်ဦးစင်းစော်မိုးတို့ကဝိထုငွေ9500ကျပ်ဆက်ကပ်လိုက်တယ်တင်သိမ်းမှလောင်းလူသောဆက်ပြနှင့်မုံမျိုးစုံတို့ကိုပါဆက်ကပ်လိုက်ကြသေးတယ်ဦးစင်းကြီးတို့သတင်းကြည့်ချင်းဖွင့်ကြည့်ကြဗီဒီယိုကြည့်ရင်လည်းကြည့်ကော်ဖီမစ်တောက်ချင်ဓာတ်ဘူးကြီးတွေထဲမှာရင်နှွေးပူပူတွေရှိတယ်တင်ပါဖေဟာကျောင်းပေါ်မှာလွတ်လွတ်လပ်လပ်လေးနေကင်းလေတုံးလုံးလာလဲကြတင်ပါဖေဟာတပည့်တော်တို့ကိုခွင့်ပြုပါအောင်ဖေဟာအေးသွားကြဒီတစ်ခါဘယ်နည်းရဲ့ဝေးကြမှာလဲ9ရက်ပါပဲဖေဟာတပည့်တော်တို့စိုးနေရထွက်ခံမှုယူရထားပါတယ်အရှင်ဖေဟာဥဆောင်ပြီးထွက်ပြပါဖေဟာအေးဦးစင်းကတော့နေ့တိုင်းဆုံးကထွက်နေတာအကြောင်းမဟုတ်ပါဘူးအခုနောက်ပိုင်းဆုံးကတပိတ်တဝဲအတောင်မရကျင်တော့ဘူးကွဖျားဘူးတွေကကားနဲ့ပဲတက်နေကြတော့ဈေးတိုင်တွေမရှိတော့စွန်းနေသွားတာပေါ့တင်ပါဖေဦးစင်းတစ်ပါးလဲဥဒုမနာကြီးအနီးကထလာခဲ့ကြတယ်ပြီးခဲ့သောနေ့ကဦးစင်းကြီးသူမနာကိုအဝင်မတက်၍အစအရာလမ်းကြောင်းပိတ်သွားတယ်ယခုဝိထုငွေကြိုတင်ကတ်လိုက်ခြင်းဖြင့်လမ်းကြောင်းများအကုန်ပွင့်သွားခဲ့တယ်တတိယနေ့မှာလဲဒေါ်လာပန်ယဟန်17ပါးယဟန်ခံရန်ဆုံးကံမိတကားတကမာများနှင့်ဖျားဘူးလက်မြင့်သူများနှင့်ကြက်ထီယိုးတို့အချိန်မှန်ပြေးဆွဲနေတဲ့တိန်းတန်းကျော်ကားကြီးနဲ့လိုက်ခဲ့ကြတယ်ဒီနေ့ကိုရသာယဟန်ခံရန်လိုက်ခဲ့တယ်ရသေးတောင်တို့ညနေ9 နာရီရောက်ခဲ့တယ်နောက်နေ့စောသောကြက်ထီယိုးတောင်တို့ဖျားဘူးတက်ကြတယ်နေကင်းတောင်ပေါ်မှပြန်မစင်းခင်နေ့လယ်စာကိုလူလူမြစ်တာထမင်းဆိုင်မှာဝင်စားပြကြတယ်
ထမင်းဆိုင်ကအဝါစား1800ဖြစ်သွားပြီတောင်ပေါ်မှပြန်ဆင်းခဲ့ကြတယ်နောက်နေ့ရဟန်းမခံခင်မနေ့ပိုင်းရသည့်တောင်ချီသို့ဆင်းပြီးရေတကွန်သို့သွားကြတယ်လမ်းကဝိဇာတောင်စမတောင်တို့တွားရလမ်းလောက်မခက်ခဲမကြမ်းတမ်းကြတော့လေရေတကွန်တို့ဆင်းရလမ်းကကြမ်းတမ်းမတ်ဆောက်လှတယ်တပိုင်လုံးများဆွဲပြီးဆင်းရတက်ရတယ်နွေရာသီဖြစ်၍ရေတကွန်ကရေနှင်းနေတာကြတော့တယ်ရေတကွန်မှာခဏနားပြီးဓာတ်ပုံရိုက်ကြတယ်ပြီးတော့ပြန်လာကြတယ်ညနေပိုင်းကိုရဝစ်တိမ်တဲ့ရဟန်းခံကြတယ်ဦးစင်းကြီးဥဒုမနာအားတပား9စီဆိုပြီးလမ်းကြောင်းဖွင့်ရတယ်ဝိရုံဝေလူပြီးစီနဲ့အားလုံးလုံးခွင့်ရရှိတော့တယ်ဒါပေမဲ့ဦးစင်းကြီးမကြိုက်မှန်းသိ၍တီပွေနဲ့အောက်ဆက်ကိုဘယ်သူမှမကင်ကြအောင်ရဟန်းခံပြီးတတိယမြောက်နေ့မှာအားလုံးစုပေါင်းထက်ဝင်ငွေနဲ့မုံဝင်းကဆက်ကကြပါတယ်ကျောင်းရှိတန်ခါများအပြင်ကျောင်းသူရောက်လာကြသူများပါကြွေးတယ်ညနေတကားများစားပြီးတော့လဲမုံကမုံပံများကြံနေသေးတယ်ည8နာရီ9နာရီကမနေ့အာယုံစိုးကပ်ရချက်ပြုတ်နေစဉ်ဦးစင်းစော်မှုကစွန့်ချက်ဆောင်တကားကိုမပိတ်ဖို့ကြိုတင်မှာထားတယ်ဘာလို့မလို့လဲဦးစင်းတကားမပိတ်ဖဲထားရင်ခွေးဝင်စားကုန်မှာပေါ့ဖွင့်ထားဖို့မဟုတ်ဘူးစေ့ထားဖို့ည7နာရီထိုးပြီးရင်မုံမလာယူပြီးတုတ်စားမလို့ဦးစင်းတို့ကနေလွန်းညတာမဖုံးရဘူးမဟုတ်လား12နာရီမထိုးခင်ကတည်းကပြင်ဆင်နေတာရဲ့နိုင်ဒီကြီးလုံနေကြတာတော့အာဘတ်တင်မှာပေါ့ဒကမာကြီးကလည်းနောက်နေကူးသွားဖို့ပဲအရေးကြီးတာမဟုတ်လားထို့နောက်တကောင်ကျော်ဒီနေ့ဦးစင်းလေးပါမုံမှန်များယူပြီးတုတ်စားကြတော့တယ်ကျောင်းပေါ်မှာခြေတံတုံးစကားကတိုးတိုးမပြောအသက်ကြီးသောဦးစင်းကြီးသူမနာထံလမ်းကြောင်းသာမဝင်ထားပါကသူ၏တောင်ဝင်းနေလိုက်ရမီမှာကျင်းသည်ဖြစ်တယ်အိမ်မရတော့တဲ့ဖြင့်ကလေးထိုင်မော်တက်ထိုင်နေသောဦးစင်းကြီးသူမနာဦးစင်းလေးပါးကိုကြည့်ပြီးသဘောကျစွာရေမောနေတာတွေ့ရတယ်ထိုနေ့မှာ6ကနေပြီဖြစ်သောရသည့်တောင်ချိန်မှကြက်ထီအိုးတောင်အထိအတက်လန်းတစ်လျှောက်စိုးကမထွက်ဖြစ်တော့အထမ်းသမားများလည်းမရှိတော့ဆန်ကန်းများလည်းမရှိတော့အထမ်းသမားများကတောင်မော်ကားကြီးမှကြက်ထီအိုးရီမီအတက်မုံဝါအထိသာပို့ကြတယ်စတုဒ္ဓနှစ်မှာတော့တိုးတက်မှုများရှိသလိုစုပ်ယုံမှုများကအများကြီးတွေ့ရတယ်တိုးတက်မှုကရေတကွန်တို့ကားလမ်းဖောက်လိုက်တယ်တောင်တဲ့ကားလမ်းများကတစ်လမ်းပေါင်း2လမ်းပေါင်းဖြစ်တယ်ချဲလိုက်သည်ကိုတွေ့ရတယ်တောင်စင်းတောင်တဲ့အကွေ့အကောင်များမှာလမ်းအနေငယ်ကြေးမိမဲ့အဖြောင်လမ်းများက2လမ်းသောများဖြစ်ကြတယ်ထိုနှစ်ဥကောက4နှစ်မြောက်ဖြစ်၍ရဟန်းမခံစီခြင်းကြောင့်ပြောလာတယ်ဒုတိယနှစ်မှာရဟန်းမခံပြစ်တော့သဖြင့်9ည6ရက်သာနေပြီးခဲ့တော့တယ်ရဟန်းခံခဲ့သော3နှစ်တာကာလညနေ6နာရီထိုးသည်နှင့်အောင်မင်္ဂလာအိဆာတရားဖျားကြီးရှိမောင်မှာတန်ဃာများအဋိဌံပရိစိတ်ခိုင်းတယ်နောက်နှစ်မှာကံဖုံးပွေရွှေဖုံးပွေမြဖုံးပွေဖျားများမှာအဋိဌံပရိစိတ်ခိုင်းပါတယ်တတိယနှစ်မှာလည်းဖျားပေါင်းတို့မှာအဋိဌံပရိစိတ်ခိုင်းခဲ့ပါတယ်ကုသိုလ်ယူတန်းလင်ကုသိုလ်အများကြီးရနိုင်ပါတယ်ပြစ္စမနှစ်တို့ရောက်ခဲ့ပါပြီမက်လာ18ရက်နေ့မှာလူစုပြီးကြိုက်တီယိုဖျားဘူးထွက်ခဲ့ကြပါတယ်ထိုနေ့မှာဦးစိုးနေဦးမိသားစုကမြေးထိရမယ်ဆိုပြီးနေခဲ့တယ်တကတော်ကိုထေးအောင်ကဇနီးနေမကောင်းရင်မလိုက်နိုင်သလိုကားပွဲစားလုပ်နေတော့ကိုစုံမှုမိသားစုလည်းမလိုက်နိုင်တက်ကြကြီးသိအောင်ကဝတ္တရားမပြတ်လိုက်ခဲ့တယ်ဤခေါက်မှာရဟန်းမဝိဖြစ်ပေမဲ့ဖျားလဲဖူးရင်ပါလာသောအလုံးလေးများအလုပ်ရန်ရွေချက်နဲ့ထွက်လာကြခြင်းဖြစ်တယ်ကိုမျိုးဝင်းကဘော်ဒီလိုင်းကိုရန်အလုံးများပါလာသဖြင့်ကိုကြည်စိုးကစလုံးသွင်းရန်အလုပ်ပါလာတယ်ဇလန်ရီသောကိုဒုက္ခကကြက်ထီယိုးဇလန်ပြန်ပြီးစင်ရန်ဇညွန်းပါလာတယ်ပကြီးလူမော်ရေးဆွဲသောရွှေနှန်းကျင်စာအုပ်ကဆိုင်များပေါ်မှာတွေ့ရတယ်ဖျားဘူးများလည်းအဘေးဝယ်ယူဖတ်ရှုနေကြသည်ကိုတွေ့ရတယ်ပြစ္စမနှစ်မှာမြသိန်းတောင်တက်ဘလူးကျောင်းတောင်ချီမဆ၍တောင်ပြိုစမတောင်ဝိဇာတောင်အထိကားလမ်းဖောက်ထားပြီးပြီမြသိန်းတောင်လမ်းခွဲမှတောင်ပြိုအထိကွန်ကရစ်များခင်းထားပြီးပြီရသည့်တောင်ကျောင်းမှာလည်းပြန်လည်ပြင်ဆင်ထားတယ်တိမ်မှာသတင်းသုံးနေသောဦးစင်းကြီးကခါတိုင်းနှစ်တွေရောက်စဉ်ကတန်တန်မာမာဝါဝါဖိုင်ဖိုင်ကြီးယခုနှစ်တော့ပိန်ပိန်ပါပါလိမ်မိသွားသဖြင့်တောင်ဝင်းနေလမ်းလျှောက်နေရသလိုတိမ်ပေါ်မှာသတင်းမသုံးတော့ပဲဓမ္မဒုက္ခအနောက်ဘက်
မိဆိုင်ကျောင်းလေးမှာသတင်းသုံးနေတယ်ထို့ပြင်ကျွန်တော်တို့၄နေလုံးညအိတ်ခဲ့သောစွန်းသားကျောင်းမှာသတင်းသုံးနေသည့်ဦးစင်းကြီးဥတုမနာလည်းပြန်လုံတော်မွန်သွားပြီဟုသိရတယ်ထိုကျောင်းမှာမိသည့်တန်ခါမှလာရောက်သတင်းသုံးခြင်းမရှိရောက်စာညကစွန်းသားကျောင်းမှာပြောင်းရင်စီစဉ်ကြတယ်ဆောင်းများကောင်းများကိုယူပြီးစွန်းသားကျောင်းသို့တည်သွားကြတယ်ညဘက်လွတ်လွတ်လပ်လပ်အေးရတော်မူထိုကျောင်းသို့ကိုကြည်စိုးနေကိုမျိုးဝင်းတို့ထုံးစံအတိုင်းမပါလာခဲ့ကျွန်တော်တို့အုပ်စုဓမ္မဒုက္ခကျောင်းမှာစကားဝိုင်းဖွဲ့ပြောနေကြပြီးည8 နာရီစွန်းသားကျောင်းသို့ကူးလာခဲ့တယ်ကျွန်တော်လည်းအိတ်ခါသားအိပ်ပျော်သွားသေးတယ်10 နာရီကျော်17 နာရီခန့်မှာတရောက်တော့အတန်းကြောင့်နိုးသွားတယ်ဘာသာမလေးစောင်းကိုဖယ်ပြီးမျက်လုံးအသာဖွင့်ကြည့်လိုက်တယ်အတန်းရှင်ကိုမတွေ့ရကျွန်တော်တို့ချင်းရင်မှာတရောက်တော့နဲ့လမ်းလျှောက်နေသည့်အတန်းကြားရတယ်ရှက်တောက်ခြေတံနဲ့တောင်ဝေးတံပီပီတတ်အသွားပြန်လျှောက်နေတယ်ကျွန်တော်အနာကအိတ်နေသောကိုတုခကိုကြည့်လိုက်ပြီတစ်ဖက်ကကိုသိန်းအောင်ကိုကြည့်လိုက်တယ်အားလုံးတစ်ခေါက်နဲ့အိမ်မောကြနေကြပြီငါးပင်လေးငန်းမြကျဲသောကျောင်းကြီးပေါ်မှာမအိတ်ချင်သေး၍အညောင်းပြေလမ်းလျှောက်နေသည်နဲ့အသွားပြန်လမ်းလျှောက်နေတယ်ကျွန်တော်လည်းခေါင်းမင်းချုံပြီးစောင်းထဲမှာရင်တိတ်တွေခုံးနေတယ်စိတ်ကြောက်ကြပြီးဇောကျွင်းများပြန်နေတယ်ထို့နောက်မှာတော့ဦးစင်းကြီးအမြဲတမ်းအိတ်သောအိတ်ရမှာဖြာဆွဲတန်လိုကြားပြီးအရာအလုံးငြိမ်သက်သွားတယ်ကျွန်တော်မှာတော့တောင်ပေါ်လီတုံးတစ်ဖက်မှန်းမြင်အောင်တိုက်ခတ်နေတော့အေးလုံခဲနေတော့လဲစောင်းအောင်မှာဇောကျွေးပြန်ပြီးအိတ်လိုမရဖြစ်နေတယ်မြည်သည့်အချိန်မှာပြန်လဲအိပ်ပျော်သွားသည်မသိမိနစ်3 နာရီကရုတ်တရက်နိုးလာတယ်စီးသွားကြရင်နိုးလာခြင်းဖြစ်တယ်စီးရင်တင်းနေတယ်တစ်ဖက်တစ်ချက်မှာအိတ်နေသူများကတုတ်တုံများလှုပ်ရှားတာမကြားရစီးသွားကြရင်အနေရခက်နေတယ်တယောက်တည်းလည်းမထားရဲကန်အားလျော်သွား3 နာရီခွဲကကိုတုခနိုးလာတယ်အပေါ်သွားရင်တကားဖွင့်ပြီးထွက်သားသည်နဲ့ကျွန်တော်လည်းအိယာမထပြီးနောက်ကနေအမြန်လိုက်ရတော့တယ်ညာကြီးချိန်မတော်ဦးစင်းကြီးတောင်ဝေးတစ်ချောင်းနဲ့လမ်းလျှောက်သည့်အကြောင်းမပြောခဲ့ကိုတုခအပေါ်သွားပြီးလေကလေးမှပြန်တက်နေပြီကျွန်တော်လည်းအပေါ်သွားခြင်းကိုအမြန်လက်စာသိမ်းပြီးနောက်မှအမြန်လိုက်ခဲ့တယ်ကျွန်တော်အကြောင်းနဲ့ဝင်တော့ကိုတုခဆောင်းချုံပြီးကွေးနေပြီကျွန်တော်ခေါင်းရင်းမဲ့ဥဒုမနာအိတ်ခဲသောအိယာကိုမရေတရလှမ်းကြည့်လိုက်တယ်ဘယ်သူမှရှိမနေသဖြင့်ကြောက်လန့်ခြင်းအနေငယ်ရော့သွားပြီးဆောင်းခေါင်းအထိရောက်အောင်ဆွဲချုံပြီးအိတ်လိုက်တယ်ညကဥစဉ်ဥဒုမနာအကြောင်းစဉ်းစားလိုက်ချင်းရင်းပဲ့မြရောက်နေမလားခေါင်းရင်းပဲ့မြရောက်နေမလားကြောက်စိန်နေပြန်ပြီးအိတ်မပြောတော့တို့ဖြင့်4 နာရီခွဲခန့်ရှိလာပြီဥစဉ်ကြီးအိယာစီမှတောင်ဝင်းနေလမ်းလျှောက်တန်းကြားလာရတယ်ကျွန်တော်ဆောင်းကိုမျက်လုံးပေါ်အနေငယ်ဆွဲချပြီးကြည့်လိုက်တယ်ဘယ်သူမှမတွေ့အတန်သာကြားနေရတယ်တကားဖွင့်ပြီးထွက်သားသောအတန်ဖြစ်တယ်အပြင်သမတလင်းမော်တောင်ဝေးထိတန်ခြေလမ်းလျှောက်တန်တို့ထိကထွက်ပေါ်လာသည့်အတန်မကြားရတော့ကျောင်းပေါ်မှာရှိသူများကိုအတန်ပြီး6 လက်သည်လားမသိကိုတုခကိုသိန်းအောင်ကတိုးတိုးခေါ်တယ်ဗျာခင်ဗျာကြားလိုက်လားကြားတယ်ကျောင်းမြေကိုထွက်သွားတာပဲကျွန်တော်နိုးနေလို့မျိုးလုံးဖွင့်ကြည့်တော့ခြေတံနဲ့တောင်ဝေးထောက်တံပဲကြားရတယ်ဦးစင်းကြီးကိုမတွေ့ရဘူးဟုတ်တယ်ကျွန်တော်ကတောင်ဝေးတန်ကြောင့်နိုးသွားတာမျိုးလုံးဖွင့်ကြည့်လိုက်တော့ဘာမှမတွေ့ရဘူးသူတို့ပြောနေသေးကျွန်တော်ကလာထိုင်လိုက်ပြီး17 နာရီလောက်ကကျောင်းပေါ်မှာခောက်တော့ခောက်ပြန်လမ်းလျှောက်နေတာမျိုးလုံးဖွင့်ကြည့်တော့ဘာမှမတွေ့ရဘူးအတန်ကကြားနေရတယ်ခမည်းတော်လည်းနိုးနေပြီလားဆိုပြီးတော့ဘေးဘီကြီးတော့အားလုံးကအိပ်ပျော်နေကြပြီကျွန်တော်လည်းဆောင်းကောင်းလုံးအောင်ဆွဲချုံပြီးကြောက်နေတာချွေးကိုပြန်ရောခမည်းတော်ရှိနေလို့တယောက်တည်းဆိုလိပ်ပြလွင့်မလားပဲ3-4 កောက်လှက်ပဲလျှောက်ပြီးမှခေါင်းရင်းမဲ့မှာအတန်ပြောက်သွားတယ်သူ့အိမ်ရတယ်တွားရတဲ့ပုံပဲသူမသိခင်ကလုံနေကြတဲ့အတန်လျှောက်နေတာဖြစ်မယ်ဦးစင်းကြီးလဲတမလို့ဘွားပြောင်းသွားတော့သူ့ပစ္စည်းတွေဆွဲလန်းစိနဲ့အเจ้าမှာပဲရှိနေပုံရတယ်ဖြစ်နိုင်တယ်ပြီးခဲ့တဲ့နေ့တွေကျွန်တော်တို့သူ့ရဲ့ TV နဲ့အောက်ဆက်ခဏဖွင့်ကြည့်ရင်သူ့မှာထလာလိုက်ပြန်သွားလိုက်ထိုင်လိုက်နဲ့စိတ်မချဖြစ်နေတာအခုသူလည်းမရှိတော့သူ့ပစ္စည်းအားလုံးသူ့သားသမီးတွေခွဲချမ်းယူသွားတဲ့နောက်ကိုဘာဖြစ်လို့လိုက်မသွားတာလဲပြန်လုံတော်မူကနီးမှာဒီเจ้าနဲ့ဒီနေရာကိုဆွဲလန်းတဲ့စိတ်ကြောင့်မကြွမလို့သေးတာလည်းဖြစ်နိုင်တာပဲဦးသိန်းကြီးမိသားစုကတောင်ချီမှာအထမ်းသမားအလုပ်ဖြစ်အသက်မွေးကြောင်ပြုသူများဖြစ်တယ်။6 လေချင်းမရှိကြဦးသိန်းကြီးအတွက်
စွန်းတရိုက်မမပို့နိုင်ကြတို့ကြောင့်အသက်80ကျော်ပြန်လုံတော်မူကန်ဤအထိရသေးတောင်မှာအတက်အစင်းကိုအန်တုပြီးစွန့်ခံစားခဲ့ရတယ်။ဦးကောနှင့်ကျောင်းရှိတန်ခါများအားအာယုံဆုံးကပ်နေစဉ်ကျွန်တော်တို့အုပ်စုဆောင်ကောင်းများပြန်တယ်လာကြတယ်။ထိုအခါမှာရေလိုက်ထည့်ပေးနေသောကိုတော်ကကျွန်တော်တို့အဖြစ်ကိုမြင်ပြီးတကားတို့ညကကောင်းကောင်းအိပ်ရရဲ့လားစောင်းနေလိုက်ဆွဲတာမခံရဘူးလားစောင်းတော့မဆွဲဘူးဖေဟာညာဦးပိုင်းရောမိုးလိမ်ပိုင်းမှာပါတောင်ဝင်းနဲ့လမ်းလျှောက်နေသလိုအတန်မဲကြားနေရတယ်ဖေဟာပြီးရတဲ့လကဖေဟာဘူးတွေလာရင်နှစ်ညလောက်တဲခုံခွင်တောက်လို့ခွင်ပေးလိုက်တယ်တင်ညာတဲ့နေပြန်သွားကြတယ်ဦးစင်းတို့အကြောင်းကတရေလျှောက်တယ်လို့ပဲပြောသွားတယ်တကားတယောက်ကတော့တင်ညာလုံးစောင်းနေလာဆွဲနေတာပဲတဲ့သူ့เจ้าမှာလာတဲခိုတာမကြက်တဲ့ပုံပဲကျွန်တော်တို့ကတော့ထုတ်ခဲ့သူမလို့ဦးစင်းကြီးအသက်ရှင်စကကျောင်းကိုရောက်သည်နှင့်ဝိထုံငွေအရင်ဆက်ကပြီးပေါင်းသိမ်းထားသည်မဟုတ်ပါလားထို့နောက်ပိုင်းဥကောကျောင်းမှာညပြန်အိပ်ဖြစ်ကြတော့တယ်နောက်နေ့မနေ့ပိုင်းအမျိုးသမီးအုပ်စုအာယုံဆုံးကရချက်ပြုတ်ကြော်လွန်နေကြတယ်ကျွန်တော်ကဒီပစ္စည်းဆွဲပြီးကျောင်းပန်ဝင်းကြီးအနက်ဒီပစ္စည်းလဲကျင်းနေတယ်စွန်သားကျောင်းအနောက်ဘက်ဖျားဘူးခီးသွားများတောက်သုံးရထားသောတောက်ရည်တန်ကြီးအနီးမှာဒီပစ္စည်းလဲနေတယ်ကျွန်တော်နောက်ကကိုတော်တော်ဘာတပိတ်ပိုက်ပြီးဆုံးကထွက်သွားသည်ကိုသိလိုက်တယ်ဘုန်းကြီးကျောင်းမှာတောင်ကြီးဆုံးကထွက်တာမဆန်းအောင်ဆိုပြီးဒီပစ္စည်းကိုလှည့်မြင်လှည့်နေလိုက်တယ်ထိုကိုတော်ကတဖြည်းဖြည်းလျှောက်သွားနေရရေသိကြီးဥက္ကဋ္ဌရုပ်ထုရှင်သားရောက်တော့မှကျွန်တော်ရုပ်တရက်သတိဝင်ပြီးလှည့်ကြည့်လိုက်စဉ်မျက်စိအောက်မှာပဲအရေးလိုဝေဝါးပြောက်ကွယ်သွားတယ်ဟာဦးစင်းသူ့မနာကြီးပါလားအချိန်က9နာရီခွဲခန့်ရှိသေးတယ်အာယုံဆုံးမင်မကတ်ရသေးနေဆုံးအတွက်တောင်ပေါ်မှာ9နာရီကျော်မှသာဆင်းကြသည်ကိုတွေးမိလိုက်၍လှည့်ကြည့်မိခြင်းဖြစ်တယ်ဦးစင်းကြီးကနေ့စဉ်လုံနေကြတဲ့အတိုင်းရှောက်လို့နေတာပါလားကျွန်တော်တို့ဖျားဘူးများလဲရတိတောင်ဓမ္မဒုက္ခကျောင်းမှာ9ည6ရက်တပေါင်းလာပြီးနေ့မှာဥကောအားရှ िख ိုးဥချပြီးတောင်ချေတုပ်ပြန်ဆင်းလာခဲ့ကြတယ်ကျွန်တော်လဲလာမယ့်နေ့မှာဆရာတော်ဥစိန်ဒီမှာဥကောဝိဒါနှင့်အခြားတန်ဃာတော်များကျမ်းကျမ်းမှာချမ်းသာစွာသတင်းသုံးနေသည်ကိုမြင်ရပါလို့ဤကြတိယသာသနာဤကဘာတည်သည်တည်တတ်ပါစေတောင်သားတစ်လျှောက်ဆောက်ရှောက်ကြကုန်သောဆံရပန်ရာပုဂ္ဂိုလ်ဝိနည်းအပေါင်းတို့အားမြစ်တာများပို့ပြီးတောင်သိန်းကားပေါ်မှာလိုက်ပါလာခဲ့တော့တယ်ဦးစီးသူမနာကြီးဆွဲလန်းမှုနှင့်ကင်းဝေးပြီးကောင်းရပုံတို့ရောက်ပါစေဟုဆုတောင်းလိုက်မိသေးတယ်ထို့နောက်ကင်မွန်းစကားမှ2နာရီတွင်ဝင်းခရီးတဲ့ပို့ဆောင်ရင်းနှင့်မှန်လုံကားကြီးနှင့်ရန်ကုန်သို့ပြန်လာခဲ့ပါတော့တယ်ပုံမင်းလေးကိုအစားဆုံးနားထောင်ပေးကြတဲ့တယောက်စီတန်းအောင်ကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ပါအောင်လို့မေတ္တာရက်ခံပါရစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်